မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာတရုတ်ပြန်လေးလာနေတဲ့လူတွေအတွက်အခြေခံအကျဆုံးဖြစ်တဲ့တရုတ်ဘယ်လိုကင်မလဲဒီပခုံးပေါ်ဘယ်လိုတင်မလဲဘယ်လို position နဲ့ရှိတာဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတာကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်အရင်ဦးဆုံးကျွန်တော်တို့ဒီ shoulders လိုပါမယ်ကျွန်တော်တို့ဒီ shoulders ကိုကြည့်လိုက်တဲ့အခါမှာဒီမှာအပြားကြီးတဲ့ဘက်ရှိတယ်အပြားချွန်တဲ့ဘက်ရှိတယ်ဆိုပြီးတော့တွေ့ရလိမ့်မယ်ကျွန်တော်တို့ခုလိုအပြားချွန်တဲ့ဘက်နဲ့ကြီးတဲ့ဘက်ဆိုပြီးတော့ခွဲလိုက်မယ်အဲဒီအခါမှာဒီချွန်တဲ့ဘက်ကိုကျွန်တော်တို့ E string နေရာမှာတက်မယ်shoulders တက်မဲ့လူတွေကတော့ဒီတိုင်း balance တစ်ခုကိုဒီတိုင်းညီညီလေးတက်ပေါ့နော်ပြီးတော့မှကိုယ်ပခုံးနေထားနဲ့ဘယ်လိုရွှေ့ရမလဲဆိုတာကိုနည်းနည်းလေးပုံစံပြောင်းပြီးတော့ရွှေ့တာကောင်းပါတယ်ကျွန်တော်အခုတရောနဲ့ shoulders ကိုတူတူတွဲရှင်ပြီးတော့ဘယ်လိုတက်ရမလဲဆိုတာကျွန်တော်ပြပြပေးပါမယ်ဒီ shoulders မှာခြုံတဲ့ဘက်အကျန်းအမြဲတမ်းတရောကျိုးရဲ့ E ဘက်မှာဖြစ်ပြီးတော့ဒီမှာလေဒီတိုင်းခြုံတဲ့ဘက်အကျန်းကိုတရောကျိုးရဲ့ E ဘက်မှာတက်ရမယ်ဒီပြားတဲ့ဘက်အကျန်းကိုကျတော့တရောကျိုးရဲ့ G ဘက်မှာတက်ရပါမယ်အဲ့မှာဒီကျွန်တော်တို့ဒီတိုင်းကြည့်လိုက်လို့ရှိရင်ခြုံတဲ့ဘက်ချင်းမှာဒီတိုင်းခုံခုံလေးအောက်ကိုမုတ်ထွက်နေပြီးတော့ပြားတဲ့ဘက်ချင်းကျတော့ခွက်ခွက်လေးအပေါ်ဝင်နေတာဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ပြမယ်ဆိုလို့ရှိရင်ဒီခြုံတဲ့ဘက်ချင်းကအခေါင်းကိုညှက်ရိုးပေါ်မှာဒီခြုံတဲ့ဘက်ချင်းကိုကျွန်တော်အရင်တင်မယ်ပြီးတော့လို့ရှိရင်ဒီခွက်နေတဲ့နေရာကျတော့ဒီကျွန်တော်တို့ဒီပခုံး shoulders ပြားတဲ့ချင်းကိုကျွန်တော်ဒီပခုံးပေါ်တင်မယ်ခြုံတဲ့ဘက်ချင်းကိုဒီညှက်ရိုးပေါ်ဒီနားမှာတင်မယ်ပြီးတော့လို့ရှိရင်ဒီမှာ chin rest ဆိုပြီးတော့ပါတယ် chin rest ဆိုတာကျွန်တော်ဒီနေရာလေးထားဖို့အတွက်ကျွန်တော်မေးရိုးလို့ပြောတဲ့အခါမှာဒီမေးစီမဟုတ်ပဲねဒီအန်ကျိတ်တဲ့မေးရိုးနေရာကိုဒီအယိုးကိုကျတော့ဒီအခွက်တည်းထည့်ပါမယ်အဲ့ခါကျရင်ကျွန်တော်ဘယ်လိုဖြစ်မလဲဆိုတော့ခြုံရဲ့ဘက်ကိုဒီညှက်ရိုးပေါ်တင်မယ်ပြီးတော့ရင်ဒီခွက်နေတဲ့ချမ်းကိုပခုံးနဲ့ကတ်လိုက်ကတ်ပြီးသွားလို့ရှိရင်မေးရိုးနဲ့ဒီကောင်လေးကိုချိတ်လိုက်အဲ့သုံးခုကို connect ဖြစ်အောင် comfort ဖြစ်အောင်နဲ့ connect ဖြစ်အောင်ကျွန်တော်ချိတ်ရမှာဖြစ်တယ်ပြီးတော့အဲ့လိုချိတ်တဲ့အခါမှာလေသူ့ position ရှိတယ်ပေါ့နော်သူရဲ့ standard position ဆိုတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီတိုင်းချိတ်တဲ့အခါမှာပခုံးရဲ့ဒီတန်းနဲ့လိုမျိုးတည်ရမလားကိုဒီတိုင်းမမက်ရက်တဲ့အခါမှာပခုံးထွက်နေတယ်လို့မျိုးတရောကအဲ့လိုထွက်နေရမယ်ပြောရမယ်ဆိုလို့ရှိရင်ဒီပခုံးရဲ့ရေပြင်ညီတိုင်းလိုမျိုးတရောရဲ့ fret ကလည်းဒီတိုင်းသွားနေရမယ်ဒီတရောရဲ့ဥတီချက်ကလည်းအဲ့လိုဖြစ်နေရမယ်အဲ့ဒါဘာကိုအကျိုးသက်ရောက်လဲဆိုတော့ကျွန်တော်ဘိုးကိုအစနဲ့အဆုံးဆွဲတဲ့အရာပေါ်မှာအကျိုးသက်ရောက်တယ်ပြီးတော့တည်ငြိမ်မှု stability အရာအားလုံးအများကြီးအကျိုးရှိတယ်ကျွန်တော်အကုန်လုံးကိုပြောချင်တာကတော့အစပြီးကျင့်တဲ့အချိန်မှာတည်းကိုကဒီ standard ကြနီးစနစ်ကြနဲ့ကျင့်မယ်ဆိုလို့ရှိရင်အဲ့ဒါနောက်ပိုင်းမှာခက်ခဲတော့မှာမဟုတ်ပဲねအစပိုင်းမှာအဲ့ဒါကိုရုန်းကန်ထားမယ်ဆိုနောက်ပိုင်းမှာခက်ခဲတော့မှာမဟုတ်ပဲねအဲ့လိုမျိုး standard ကြနဲ့ကိုလေ့ကျင့်ထားခြင်းကချင်းခက်တဲ့အရာပဲဖြစ်စီလွယ်တဲ့အရာပဲဖြစ်စီကိုကတရော stable ဖြစ်အောင်ကင်ပြီးတော့တီးနိုင်ပြီးတော့မြင်ရတဲ့အမြင်အတွက်လည်းတန်းတောင်တင်းတက်ရရှိရပေါ့ဗျာပြီးတော့အဲ့ဒါတရောသမားနဲ့ပို့ပြီးတော့ light တဲ့ posture ပြီးတော့တရောသမားအတွက်ပို့ပြီးတော့တီးရတာတက်တောင့်တက်တာဖြစ်တဲ့ posture ဒါပေမဲ့စပြီးလေ့ကျင့်ရတဲ့အချိန်ကတက်တောင့်တက်တာမဖြစ်ဘူးအဲ့ဒါကြောင့်မို့အဲ့ဒါနည်းနည်းခက်ခဲတယ်အဲ့တော့စပြီးကျင့်နေရ standard posture တေချာလေးလေ့ကျင့်ဖို့အတွက်ကျွန်တော်တိုက်တွန်းခြင်းတယ်အဲ့တော့ကျွန်တော်တို့ဒီ position မှန်တဲ့အခါမှာ position မှန်သွားပြီးကျွန်တော်တို့ဒီ3ခုဒီစုံရက်3ခုက point ထောက်မိသွားပြီကိုကလည်းဒီ adjust ကိုဟိုလိုမျိုးဒီလိုမျိုးသိရမလားကိုနဲ့ light တဲ့ဟာလေးနည်းနည်းပြောင်းကြည့်ပြီးတော့ဒီ point 3ခုလုံးကကျွန်တော်တို့ comfort ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဗာဆက်လုပ်ရမလဲဆိုတော့ဒီလိုမျိုးတရော hold ကိုလှုပ်ထားရမယ်သို့ပေမဲ့ဒီဘက်လက်ကဒီဘက်ကဘယ်ဘက်ကလွတ်နိုင်အောင်လုပ်ရမယ်ဘယ်ဘက်ကလက်လွတ်ပြီးတော့အဲ့လိုမျိုးဒီရော hold လှုပ်တာကို15မိနစ်ဖြစ်စေ10မိနစ်ကနေပြီးတော့3မိနစ်3မိနစ်ကနေပြီးတော့5မိနစ်5မိနစ်ကနေပြီးတော့10မိနစ်8မိနစ်10မိနစ်အဲ့လိုမျိုးကိုနိုင်လောက်ကြာဒါကကိုကတရောကို control လုပ်နေကိုရဲ့တစ်စိတ်တစ်ပိုင်းလိုမျိုးဖြစ်သွားတဲ့ပုံစံนี่ဒါတရောနဲ့အသားကျမှုကိုကိုကတိဆောက်နေတာဖြစ်တယ်ပြီးတော့ဒါကတက်ကြီးဒုက္ခခံခိုင်းတာမဟုတ်ဘူးဒီကလောက်ခိုင်းတဲ့အရာမှာရည်ရွယ်ချက်ရှိတယ်တမင်တကာနားကျင်အောင်အဲ့ဒါကိုလောက်ခိုင်းတာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီဘက်လက်ကတရောကိုအမြဲတမ်းထောက်လို့မရဘူးဒီဘက်လက်ကတရောကိုထောက်မှတရောမထားမယ်ဆိုလို့ရှိရင်ဒီအနောက်ကိုရွှေ့တဲ့ခါကြလို့ရှိရင်တရောကြီးအောက်ကိုပြုတ်ကျသွားလိမ့်မယ်ဒီဘက်တွေရွှေ့လို့ရအောင်မဟုတ်ဘူးတရောကိုကင်ထားပြီဆိုမှတော့ရွှေ့လို့မရဘူးဗျာဘာလို့လဲတရောကိုမကင်ထားလို့ဒါဒီတိုင်းပြန်ရွှေ့လို့ရနေတာကင်တာကိုအာယုံမဆိုင်လို့ဒါရွှေ့လို့ရနေတာကင်တာကိုတကယ်အာယုံဆိုင်ပြီးတော့ဒီကကင်ရမှတီးလို့ရမယ်ဆိုလို့ရှိရင်ရွှေ့တဲ့ခါကြလို့ရှိရင်ဒုက္ခရောက်သွားလိမ့်မယ်ဘယ်ဘက်လက်နဲ့တရောကိုထောက်ထားတာအမိမပြုတ်ပဲနဲ့ကိုကတရောနဲ့တသားတဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုလိုမျိုးဖြစ်နေစေဖို့အတွက်လေ့ကျင့်ဖို့အတွက်ကျွန်တော်တိုက်တွန်းကြံပေးပါတယ်ကျွန်တော်စောစောတော့ရှင်းပြခဲ့တယ်လို့မျိုးတရောတီးတာဟာဘယ်ဘက်လက်နဲ့ထောက်ပြီးတော့အမိပြုတ်ပြီးတော့တီးရတာမဟုတ်ဘူးသို့ပေမဲ့တင်တော့တင်ရတယ်သူ့ရဲ့နေရာရှိတယ်ပုံစံရှိတယ်တရောကိုဒီကင်တဲ့ခါမှာကျွန်တော်တို့လက်ကြီးအပြည့်ကြီးနဲ့သိရမလားလက်ကြီးအပြည့်ကြီးနဲ့မကင်လိုက်ပါနဲ့လက်ကိုကျွန်တော်လက်၅ချောင်းအစ်စ်တည်ရှိရမလား
စစ်တွေရှိရဲ့ခါမှာလက်မရဲ့ဒီပထမအစစ်ရဲ့လက်ညှိုးတစ်ချောင်းလုံးရဲ့အစစ်အရင်မှာဒီမှာအလုံးရှိတယ်တွေ့တယ်မလားဒီနားမှာအလုံးရှိတယ်လေအဲ့ဒီအလုံးရဲ့လက်မရဲ့အကွေးနေရာဒီအစစ်ရဲ့နားမှာတရောကိုကျွန်တော်တို့ကဒီတိုင်းလေးတင်ုံလေးပဲတင်တာအဲ့ဒါဘာနဲ့တူလဲဆိုတော့ဒီမှာလက်ဖွားဖြန့်ထားလိုက်လက်ဖွားဖြန့်ထားတာကိုဒီတိုင်းတရော fret ကိုဒီတိုင်းတင်လိုက်ဒီတိုင်းနဲ့တူတယ်ပြောမယ်ဆိုလို့ရှိရင်ဒီတိုင်းများလက်ဖွားကိုဒီတိုင်းဖြန့်လိုက်ဒီတိုင်းပေါ့ဗျာဒီတိုင်းဖြန့်ပြီးတော့မှောက်လိုက်မှောက်သွားလို့ရှိရင်တရောကိုဒီတိုင်းထောက်ကြည့်အဲ့မှာတက်တာကွက်တီပဲဒီတိုင်းပဲဒီထဲမဝင်ဘူးနော်လုံးဝဒီလိုမျိုးမဝင်ဘူးဒီလိုမျိုးဒီလက်အဖုလုံးရယ်လက်မပထမအစစ်ရယ်အဲ့ဒါလေးနဲ့ထောက်လိုက်ဒီလိုမျိုးမှောက်ရက်လေးဒီတိုင်းထောက်လိုက်ပြီတွေ့လားဒီလိုမျိုး horizon ဖြစ်သွားပြီအဲ့ဒါဆိုလို့ရှိရင်တရောဒီတိုင်းပြပြီးတော့အဲ့ဒါအောင်မှဒီတိုင်းလက်ကိုဒီတိုင်းပြကြီးမဟုတ်ပဲနဲ့ဒေါင်ရက်ကြီးမဟုတ်ပဲနဲ့နည်းနည်းကွက်လေးလုပ်လိုက်လက်ကိုဒီတိုင်းခွက်လေးပေါ့ဝူခုံးလိုမျိုးခွက်လေးလုပ်လိုက်အဲ့ဒါဆိုဒီတိုင်းလေးဖြစ်သွားလိမ့်မယ်အထူး special တတိပေးမှာဒီလက်ဖနှောက်နဲ့တရောနဲ့လုံးဝမထိပါနဲ့ဒီတိုင်းထိပြီးဒီနေမှာတော့ဒီနောက်ကိုဘလူးရှိနေဒီတိုင်းရှိနေမှာဒီမှာခုနေပြီလေအဲ့တော့ကျွန်တော်ထပ်ပြီးတော့ပြောမယ်လုံးဝလက်ဖနှောက်နဲ့တရောနဲ့မပတ်သက်မိပါသေးဘူးဆိုတော့ကျွန်တော်ပြောသလိုလက်ကလေးကိုဒီမှာဒီတိုင်းတင်ယုံလေးမဲ့တင်မယ်တင်ပြီးသွားတဲ့အခါလက်လေးကိုကွေးလေးလှုပ်လိုက်မယ်ဒီတိုင်းမထိဘူးเนาะလက်လေးအလိုက်တင်လေးပေါ့ဗျာဒီတိုင်းတစ်စောင်းလေးဒီတိုင်းဖြစ်နေတာဆက်စားလို့ရှိရင်ဒီတိုင်းတစ်စောင်းလေးပေါ့ဒီတိုင်းမြောက်လက်လေးလိုမျိုးကုတ်လေးလေအဲ့လိုမျိုးတစ်စောင်းလေးပေါ့ဒီတိုင်းလေးပေါ့ဗျာသူပီလေးပေါ့တူရိယာတီးတယ်ဘာညာအဓိကတီးဖို့အတန်တော့ကောင်းဖို့ဆိုရင်မဲ့တီးတတ်တဲ့လူတွေအရန်တီးတာအရန်ကျွမ်းတဲ့လူတွေကလှပတယ်ဒီလားအဲ့ဒါဘာဖြစ်လို့လဲဆိုတော့သူတို့တက်ရက်လို့ပြီးတော့သူတို့ relax ဖြစ်တယ်သူတို့တက်ရက်တယ် posture မှန်လို့ posture မမှန်လို့ရှိရင်ကျတော့တီးတာဘလောက်ပဲကောင်းကောင်းဘလောက်ပဲမြင်မတက်မရက်ဖြစ်နေတတ်တယ်လက်အဲ့အမူအရာတွေကအစဒီလားကင်တွယ်ပုံတွေကအစုံမတက်မရက်ဖြစ်နေတတ်တယ် posture မှန်သွားလို့ရှိရင်ကျတော့ကိုလုံနိုင်လောက်ပေါ့နော်ကိုအားထုတ်ရင်အားထုတ်လောက်တက်ရက်ပြီးတော့လှပတဲ့အတန်တွေရောကိုနေဟန်ထားတွေရောထွက်လာတယ်အဲဒီတော့ posture မှန်အောင်ကြိုးစားကြဖို့အတွက်ကျွန်တော်ဒီကနေအထူးကြံပေးခြင်းပါတယ်စပြီးလေ့ကျင့်တဲ့လူတွေအကုန်လုံးစပြီးလေ့ကျင့်ကြတဲ့အခုအစပြုကြတဲ့ posture မှန်အောင်တေချာကြိုးစားပြီးလေ့ကျင့်ဖို့အတွက်ကျွန်တော်အထူးအကြံပေးခြင်းပါတယ်ဒီအခြေခံပထမပိုင်းပြီးပါပြီကျေးဇူးတင်ပါတယ်